ကျွန်တော်ထနုမှာခင်ဗျာ Livo4 DC Power Station 28လေးကို350 W AC inverter လေးနဲ့ဆန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျာနောက်မှာ DC terminal block လေးခံထားရတယ်ပေါ့နော်ဟုတ်ဒီကောင်လေးဒီ inverter 350 W လေးကဟီကန်တွေပါနိုင်တယ်ခင်ဗျာနော်ဒါပေမဲ့ပထီရောနည်းနည်းကြီးကြီးသုံးရမှာပေါ့သူကကီးတွေပါနေလာတာခင်ဗျာနော်ဒီလိုကီးတစ်ချောင်းနဲ့ကီးနဲ့အလှည့်သွင်းလောက်ရတာပါစိုးတော့မစိုးဘူးဗျကျွန်တော်စမ်းကြည့်မယ်အဲ့တော့လောလောဆယ်မီးချောင်းတစ်ချောင်းထုံးကြည့်မယ်ခင်ဗျာနော်ဒီမှာကအပေါင်းနှုတ်လေးတွေတေချာတက်ပါနော်ပါတယ်ကလေးလေးတွေကလည်းတော်တော်တောက်နေနေရှိပါတယ်ခင်ဗျာနော်အခုဖွင့်ကြည့်လိုက်မယ်ခင်ဗျာပန်းကစလဲလာပြီဖြစ်ပါတယ်ဖုန်းလေးပါရောအသွင်းလို့ရတယ်ဗျာနော်အင်ဗာတာကလေးက 1 USB တစ်ပေါက်ပါပါတယ်အခုမီးချောင်းထွန်းကြည့်လိုက်ပါမယ်ခင်ဗျာဒီ DC Power Station ရှိရတယ်ဒီလိုအင်ဗာတာကလေးနဲ့လည်းအသုံးပြုလို့ရပါတယ်ခင်ဗျာနော် PMS တွေပါလေမပူပါဘူးခင်ဗျာနော်ဒါမီးချောင်းကလည်း web ဘယ်လောက်မှမရှိရလဲပါပါတယ်ဘိုးကတော့နည်းနည်းလေးယော့သွားပါတယ်7.6နှစ်ဘိုးလောက်ယော့သွားပါတယ်ခင်ဗျာနော်ဒီလို DC Power Station တွေကို AC ပြောင်းနေလဲဒီလိုအလွယ်တကူပြောင်းလို့ရပါတယ်ခင်ဗျာနော်ဒီ350 W လေးက9200ပါခင်ဗျာသူရဲ့ parking ကလည်းတော်တော်ကိုတောက်နေလေးရှိပါတယ်နော်ဟုတ်ကဲ့ပါအဲ့တော့ဒီ DC Power Station လိုချင်လဲရတယ်အင်ဗာတာ350 W လိုချင်လဲရပါတယ်ခင်ဗျာတော့မီးချောင်းလေးစမ်းဖွင့်ထားတယ်ပြီးရင် air cooler လေးစမ်းဖွင့်ထားတယ်ခင်ဗျာနော်ဒီကက်လေးနဲ့ဖွင့်တာပါ PMS တွေပါတော့ပူခြင်းပါခြင်းမရှိပါဘူးခင်ဗျာနော် modify sine wave ဖြစ်တဲ့အတွက် air cooler တွေပန်ကားတွေဖွင့်ရင်ညီးတန်တွေထွက်တယ်ခင်ဗျာနော် motor ညီးတန်တွေထွက်ပါတယ်ဒါ modify sine wave ဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်ခဲကောက်တစ်ခုပါထပ်ထိုးကြည့်မယ်ခင်ဗျာနော်အဲ့တော့မီးချောင်းက watt 60ပဲထား air cooler 60 watt 120ခဲကောက်ကတော့ watt 60ဆိုတော့180လောက်ဖြစ်သွားပြီခင်ဗျာနော်အဲ့တော့ဆွဲတဲ့ဝက်တွေများသွားတော့နည်းလေးတော့ဝတ်သွားပါတယ်ခင်ဗျာနော် BMS လည်းမစိုးဘူးခင်ဗျမပူဘူးเนาะအဆင်ပြေပါတယ်ဒီမှာ Boria ကတော့ drop ဖြစ်သွားပါပြီဟုတ်ကဲ့ပါဒီအင်ဗာတာကက်လေးမစိုးဘူးခင်ဗျာနော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ